မင်္ဂလာပါရှင်ဒါကတော့အေးတရာနေမှယူတဲ့ပေါင်ချစာအုပ်10အုပ်ရဲ့တစိမ့်တုံးလေးရဲ့ချက်ချင်းရနိုင်မလားတဲ့ချက်ချင်းလုပ်ပေးနိုင်တယ်ဆိုရင်တဲ့အေးတရာကိုပို့ပေးပါတဲ့ TikTok ကနေတွေ့ပြီးတော့မှာတာပါတဲ့ဆိုတော့ဒီလို line ပေါ်ကနေတွေ့ပြီးရေယုံကြည်ကြည်မှာယူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ချက်ချင်းလေးလည်းလုပ်ပေးလိုက်ပါတယ်ရှင်မနေ့9နာရီအထိစလုပ်တာ10နာရီခွဲမှာပြီးသွားပါပြီအခုဆိုဒလီလေးအပ်ပြီးတော့မှာပါရှင်ဒါလေးကတော့ပေါင်ချလေးပါဒါလေးကတော့သူမတဲ့တစိမ့်တုံလေးပါရှင်တစိမ့်တုံလေးကိုရိုက်တော့မယ်ဆိုရင်ဒီရှေ့ကလိပ်စာတစိမ့်လေးပါတဲ့ဟာကိုကိုယ့်ဖက်မှာထားပြီးတော့ရိုက်ပေးဖို့လိုပါတယ်ရှင်ဒီလိုကိုယ့်ဖက်မှာထားပြီးရိုက်ပေးမှပဲတစိမ့်တုံလေးကဒီလိုအတဲ့လေးရမှာပါရှင်ပြီးတော့ဒီတစိမ့်တုံလေးရတာတော့မင်းတော်နဲ့မကုံပါဘူးမင်းကုံရင်သုံးဖို့တဲ့မင်းအပိုလေးပါမှာလိုက်ပါတယ်ရှင်ဒါကတော့မင်းအပိုလေးထပ်ပေးလိုက်တာပါရှင်ကျေးဇူးတင်ပါတယ်ရှင်